မင်္ဂလာပါဗျာဒီနေ့မှာတော့အပေးသူပေးသက်တွေအရန်ကြိုက်နေကြတဲ့မီးအောင်လုံး stage show ဖြောပြမှုအမိုက်စားလေးကိုတင်ဆက်ပေးလိုက်ပါရနော်စင်မောကအမှုပညာရှင်တွေရဲ့ဖြောပြမှုကလည်းတကယ်ကိုအတက်ဆရာကောင်းလာသလိုအောက်ကပေးသက်တွေရဲ့အပေးသက်တွေကြောင့်ပွဲတစ်ခုလုံးတကယ်ကိုပွဲကြနေတာပဲဗျာလုံးဝမြန်မြန်ဆိုင်ဆိုင်ဖြစ်နေတာပဲပွဲရတော့ပြုံးမင်းသားတို့ဆွဲဆောင်မှုရှိတဲ့ကားကွက်တွေရောဂီတတန်တွေရောပါစီးကြကြဖြောပြီးတင်ဆက်ထားတာမို့ကြည့်ရတာတကယ်ကိုလုံးဝစိတ်လှုပ်ရှားစရာကောင်းလာပါတယ်ဗျာအဆုံးကြီးကြည့်ရှုပေးကြပါအောင်ပေးတဲ့ကြီးအမိုက်စားလေးပါတာမို့ပါဒီအမိုက်စားဖြောပြမှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လေးနေပြီး subscribe လေးလုပ်ပေးသွားပါဦးနော်အပေးမှုတွေတော့ကျေးဇူးထူးတင်ပါတယ်ဗျာနောက်တဲ့ဗီဒီယိုအသစ်မှာပြန်တွေ့ကြမယ်နော်